စိတ်ကူးရင်ပြီးဖန်တီးပါပြီးရဲ့အကောင့်ထဲပေါ်ပါဒီစကားလေးကဘာကိုပြောချင်တာလဲဆိုတော့လူတိုင်းမှာစိတ်ကူးတွေရှိတယ်လေအဲ့ဒီစိတ်ကူးတွေကိုလက်တွေ့အကောင့်ထဲပေါ်မှာတကယ်တန်ဖို့ရှိတာပါစိတ်ကူးပဲရင်နေရင်ဘာမှဖြစ်မလာဘူးဒါကြောင့်စိတ်ကူးကိုလက်တွေ့လှုပ်ဆောင်ဖို့တိုက်တွန်းတာပါတည်ယူခြင်းကဘယ်တော့မှမဆုံးနိုင်တဲ့ခီးတစ်ခုပါလူဆိုတာကတစ်သက်လုံးတည်ယူနေရတာပါပညာဆိုတာအဆုံးရှိဘူးအသက်ကြီးလာရင်တော့အသစ်တွေကိုတည်ယူလို့ရတယ်ဒါကြောင့်ဘယ်တော့မှတည်ယူဖို့မကင်းတဲ့လို့ပြောတာပါယူသားမှုကအကောင်းဆုံးဆက်ဆံရေးရဲ့အခြေခံပါလူတွေကြားမှာဆက်ဆက်ရေးကောင်းဖို့ဆိုတာယူသားမှုကအရေးကြီးဆုံးပဲတယောက်ကိုတယောက်လိမ်ညာနေရင်ဘလို့မှဆက်ဆံရေးကောင်းမှာမဟုတ်ဘူးလေဒါကြောင့်ယူသားဖို့ကိုအလေးထားစေချင်တာပါအချိန်ကအဖိုးတန်တဲ့ဉာဏ်ပညာရှိအသုံးချပါအချိန်ဆိုတာကပြဝယ်လို့မရဘူးတခါကုန်သွားရင်ကုန်သွားတာပဲဒါကြောင့်အချိန်ကိုအလကားမဖြုံတိပဲအကျိုးရှိအသုံးချဖို့တိုက်တွန်းတာပါအပြုံးလေးတစ်ခုကစိတ်ကိုပျော်ရွှင်စေတယ်စိတ်ပျော်ရွှင်ရင်အရာရာကိုအကောင်းမြင်လာမယ်လူတွေကြားမှာလည်းအပြုံးလေးတွေနဲ့ဆိုပိုပြီးရင်းနှီးလာနိုင်တယ်ဒါကြောင့်အပြုံးလေးတွေနဲ့ကဘာကြီးကိုပိုလာပါစေချင်တာပါကျေးဇူးတင်တတ်တဲ့စိတ်ကပျော်ရွှင်မှုကိုဆောင်ကျဉ်ပေးတယ်ကိုရထားတဲ့အရာတွေအတွက်ကျေးဇူးတင်တတ်ရင်ကိုမှရှိတဲ့အရာတွေကိုတန်ဖိုးထားတတ်လာမယ်အဲ့ဒီလိုတန်ဖိုးထားတတ်ခြင်းကနေပျော်ရွှင်မှုဆိုတာကိုရရှိစေတာပါအတန်တိတ်နားထောင်ခြင်းကအသိပညာရဲ့အရင်းမြစ်ပါလူတွေပြောတဲ့စကားတွေကိုတေချာနားထောင်ခြင်းကနေအသိပညာတွေရရှိစေနိုင်တယ်တစ်ဖက်သားကိုနားထောင်ခြင်းကလည်းလေးစားရရောက်လို့ဆက်ဆံရေးမှလည်းကောင်းမွန်စေတယ်မေတ္တာကအရာအလုံးကိုကျော်လွှားနိုင်တယ်မေတ္တာကအရာအလုံးကိုပြောင်းလဲနိုင်တဲ့အင်အားတစ်ခုပါမေတ္တာနဲ့ဆိုရင်ခက်ခဲတဲ့ပြဿနာတွေကိုတောင်ဖြေရှင်းနိုင်တယ်အမှန်တရားကအမြဲတမ်းတည်ရှိနေတယ်ဘာပဲဖြစ်ဖြစ်အမှန်တရားဆိုတာကတော့အမြဲတမ်းအမှန်တရားပဲအချိန်ကြာလာရင်အမှန်တရားကပေါ်လာမှာပဲဒါကြောင့်အမှန်တရားကိုမျက်နှာဖို့ပြောတာပါရည်ရွယ်ချက်ရှိနေထိုင်ခြင်းကဘဝကိုအတိတ်ပဲရှိစေတယ်ဘဝမှာရည်ရွယ်ချက်တစ်ခုခုရှိမှဘဝကအတိတ်ပဲရှိလာမယ်ဘာလို့ရမလဲဆိုတာမသိပဲနေရင်ဘဝကမြင်မှုစရာကောင်းလာနိုင်တယ်ဒါကြောင့်ရည်ရွယ်ချက်ရှိနေထိုင်ဖို့တိုက်တွန်းတာပါအဲ့ဒီလိုလေးတွေပေါ့အဓိကကတော့လူတွေရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်တိုက်တွန်းအားပေးခြင်းနဲ့စိတ်နဲ့ရေးထားတာပါပြဿနာတိုင်းမှာအဖြေရှိတယ်အဖြေကိုရှာဖွေပါပြဿနာတွေကြုံလာတဲ့အခါမှာစိတ်တက်မကြပါနဲ့ပြဿနာတိုင်းမှာဖြေရှင်းနေဆိုတာရှိပါတယ်အဲ့ဒီအဖြေကိုရှာဖွေဖို့ကြိုးစားပါအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ခြေလန်းစားပါအိမ်မက်တွေကအရန်ကောင်းပေမဲ့လက်တွေ့မလုပ်ရင်ဘာမှမဖြစ်လာဘူးဒါကြောင့်အိမ်မက်တွေစီကိုတွားဖို့ခြေလန်းစားပါကိုယ့်ရဲ့အားနည်းချက်တွေကိုအားသာချက်တွေဖြည့်ပြောင်းလဲပါလူတိုင်းမှာအားနည်းချက်တွေရှိတယ်ဒါပေမဲ့အဲ့ဒီအားနည်းချက်တွေကိုလေ့လာပြီးအားသာချက်တွေဖြည့်ပြောင်းလဲလို့ရတယ်အကောင်းဆုံးလူသားတစ်ယောက်ဖြစ်ဖို့ကြိုးစားပါဘဝမှာအောင်မြင်ဖို့ဆိုတာငွေကြေးကြီးပဲမဟုတ်ဘူးကိုယ့်ရဲ့စိတ်ဓာတ်နဲ့အပြုအမူတွေလည်းအရေးကြီးတယ်ဒါကြောင့်အကောင်းဆုံးလူသားတစ်ယောက်ဖြစ်ဖို့ကြိုးစားပါဘယ်တော့မှမလေ့လာပဲမနေပါနဲ့လူတိုင်းမှာလေ့လာသင်ယူစရာတွေအများရှိပါတယ်ဒါကြောင့်အမြဲတမ်းလေ့လာသင်ယူနေပါယုံကြည်မှုကအောင်မြင်မှုရဲ့အဓိကတော့ချက်ပါကိုယုံကြည်မှုရှိရင်ဘာမဆိုလုပ်နိုင်တယ်ဒါကြောင့်ကိုအမြဲတမ်းယုံကြည်ပါအကောင်းမြင်စိတ်ကခက်ခဲတဲ့အခြေအနေကိုကျော်လွှားနိုင်စေတယ်ဘလောက်ပဲခက်ခဲတဲ့အခြေအနေတွေကြုံလာပါစေအကောင်းမြင်စိတ်နဲ့ရင်ဆိုင်ပါကြီးမှန်းချက်ကိုအမြဲတမ်းသတိရပါကိုတွားလိုတဲ့ပန်းနိုင်ကိုအမြဲတမ်းသတိရနေပါအဲ့ဒါမှလမ်းကြောင်းမှုပြောက်မှာပါအရှုံးပေးဖို့ဘယ်တော့မှမစင်စားပါနဲ့ဘဝမှာအခက်အခဲတွေကအမြဲတမ်းရှိနေမှာပါအဲ့ဒီအခက်အခဲတွေကိုကျော်လွှားပြီးဆက်လျှောက်ပါကိုယ့်ရဲ့အမားတွေကနေသင်ခန်းစာယူပါလူတိုင်းအမှားလုပ်တတ်ကြပါတယ်အဲ့ဒီအမှားတွေကနေသင်ခန်းစာယူပြီးနောက်တစ်ခါမမှားအောင်ကြိုးစားပါဟုတ်ကဲ့ပါအခုလိုအကြောင်းအရာတွေကိုစိတ်ဝင်စားရင်တော့ဆက်လက်ဆုံးကြည့်ဖို့ဖိတ်ခေါ်ပါရခင်ဗျာကျွန်တော်ကတော့ခင်တုတ္တပါခင်ဗျာ